မင်္ဂလာပါရှင်ဒီနေ့ကလောက်ကနေကြိုဆိုလိုက်ပါရဲ့ရှင်ဒီနေ့ဗီဒီယိုတစ်ခုထဲမှာပဲတနေရာနဲ့တနေရာမတူညီရဲ့ကြောက်မက်ဖွယ်ရာဖြစ်ရမှန်တရေပုံမြင်တော့ဖို့ကိုစိုးစီးပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အဲဟာကြောင့်မလို့အမောင်ထဲမှာတယောက်တည်းရှိနေရင်တော့အခုကလေးကစောင်းလေးခြုံထားဖို့တတိပေးပေးရစီရှင်ကဲပထမဆုံးစလန်လေးကိုစလိုက်မယ်နော်ထိုင်းနိုင်ငံဖူကတ်ကအမဲသားတုံးကိုလှမ်းလို့ရတဲ့ပထမဆုံးဇလံကတော့ထိုင်းနိုင်ငံဖူကတ်မြို့ကရာဘာတော်ကြီးတစ်ခုရဲ့အနီးနားမှာရှိရဲ့အလုတ်သမားတန်းများတစ်ခုကနေစတင်ခဲ့တာပါအဲ့ဒီတန်းများမှာမြန်မာအလုတ်သမားတွေတော်တော်များများစုပေါင်းပြီးတော့နေထိုင်ကြပါတယ်တရက်မှာတော့အလုတ်သမားတွေကတငယ်ချင်းတစုဟာညဘက်အလုံးစပြီးအပြန်ညစာချက်စားဖို့အတွက်ဈေးကနေအမဲသားတုံးအကြီးကြီးတစ်လုံးကိုဝယ်လာခဲ့ကြပါတယ်။ညဘက်အလုံးပင်ပန်းလာတာနဲ့အမဲသားကိုတေချာချက်ပြုတ်ပြီးအတူတူပျော်ပျော်ပါပါစပြီးတော့စားတော့ခဲ့ကြတာပေါ့။ဒါပေမဲ့အဲ့လိုစားတော့ပြီးတော့ကြံတဲ့အမဲသားစိမ်းအပိုင်းအစားတွေကိုတော့တန်းညအပြင်ဘက်ကအမိုက်ပုံးတွေကိုတွားပြီးတော့ပြစ်လိုက်ကြပါတယ်။အဲ့ဒီညအားလုံးအိပ်ပျော်သွားတဲ့အချိန်တကောင်းကျော်ည2 နာရီခွဲလောက်မှာစတင်ခဲ့တာပါတန်းညတစ်ခုလုံးတိတ်ဆိတ်နေတဲ့အချိန်မှာအပြင်ဘက်ကနေအမိုက်ပုံးတွေလဲကျတဲ့နေနဲ့အတူတခုခုကိုအငမ်းမရဝါပြုံနေတဲ့ထိုးစမ်းတဲ့အတန်းကြီးဖတ်ပေါ်လာပါတယ်ပထမကတော့ခွေးကြီးကြောင်နေလာစားရဲ့ထင်တော့အလုံသမားတစ်ယောက်ကအပြင်ကိုလက်မီးနဲ့လှမ်းထုတ်ကြည့်လိုက်တဲ့အခါမှာသူမြင်လိုက်ရရဲ့မြင်ကွင်းကြောင့်တကူလုံးကိုအေးဆက်သွားပြီးတော့စွန့်ဝသွားခဲ့ရပါတယ်။အမိုက်ပုံးလေးမှာခွေးကြီးကြောင်နေမဟုတ်ဘဲနဲ့သပင်ဖားပြားကြီးနဲ့အရေပြားကြီးပုတ်ပွားနေတဲ့မိမတရေတကောင်ကအမိုက်ပုံးလေးကအမဲသားစိမ်းလုံးတွေကိုတွေးရည်တရွှဲရွှဲနဲ့အငမ်းမရကြိုက်ခဲဝါမြူနေတာကိုကွင်းကွင်းကွက်ကွက်ကြီးမြင်လိုက်ရလို့ပါပဲအဲ့ဒီအလုတ်သမားကလည်းကြောက်လန့်တကြားနဲ့အော်ဟစ်ပြီးတော့အခန်းထဲကိုပြေးဝင်သွားပါတယ်ဒါပေမဲ့အဲ့ဒီတရေမာကအမဲသားစိမ်းတွေကိုစားလို့မဝသေးပဲနဲ့အသားစိမ်းအနှံ့ရတဲ့အလုတ်သမားတန်းများတကားတွေကိုဝုန်းနိုင်ချပြီးတော့လိုက်ပြီးထုရိုက်ပါတယ်ဝုန်းဝုန်းဝုန်းဆိုတဲ့အတန်ကြီးတွေနဲ့အတူအခန်းတကားတွေကိုပဒင်းပေါက်တွေကိုပါအသေးအတန်လိုက်လံဆွဲဖွင့်ပြီးတော့အထင်းကလူတွေကိုပါသူမကရံပြုတ်ဖို့ကြိုးစားလာပါတယ်။တန်းညာတွေကမြမတို့သမားတွေလည်းကြောက်လန့်တကြားနဲ့ဖျားစာတွေကိုအော်ယူပြီးအခန်းတကားတွေကိုအသက်လုပြီးတော့တုံးပိတ်ထားခဲ့ရပါတယ်။အဲ့ဒီညက6 လမ်းမှုကမိုးလင်းကနေအထိကြာမြင့်ခဲ့ပြီးမိုးလင်းလို့အပြင်ထွက်ကြည့်တဲ့အခါမှာတော့အမိုက်ပုံးတွေတင်မကပဲတန်းညာနရံနေပါပါတွေးကွက်တွေနဲ့ကုန်းချင်ရာကြီးတွေကိုတွေးရှိခဲ့ရပါတယ်။အဲ့ဒီဖြစ်ရပြီးရဲ့နောက်မှာတော့ဖူးခတ်ကအလုပ်သမားတွေကညဘက်ဆိုရင်အသားစိမ်းတွေးစိမ့်တွေကိုအပြင်မှာလုံးဝမစွန့်ပြစ်ရဲကြတော့လို့ညဘက်အပြင်ထွက်ဖို့ပါတုံလို့ခြောက်ချာနေခဲ့ကြပါတယ်။နောက်ထပ်ဒုတိယမြောက်ဇလန်းကတော့တန်လီကလဝဲရွာဘက်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့အသေးရစရာဖြစ်ရတစ်ခုပဲဖြစ်ပါတယ်။ကောင်မလေးတစ်ယောက်ရဲ့အိမ်သားမှာလမ်းမလျှောက်နိုင်ပဲလေးဖြတ်ထားတဲ့အပွားဝတ်တစ်ယောက်ရှိပါတယ်။သူ့မျက်နှာကစိမ့်စိမ့်ကြီးကြည့်ရင်တော်တော်လေးကြောက်စရာကောင်းလာပါတယ်။အိမ်နီးနားချင်းတွေကသူ့ကိုမုံဖိုးပေးခြင်းလို့ရှိရင်တော့မှလူကြီးတွေကမသွားရရပဲနဲ့အားတဲ့ကလေးကိုခေါ်ပြီးတော့မုံသွားပို့ခိုင်းရတာပါ။အဲ့ဒီအပွားကသူ့အိမ်ကိုလာတဲ့ကလေးတွေဆိုလို့ရှိရင်သူ့အနားကိုအမြဲတမ်းခေါ်တယ်။ကလေးတွေကလည်းသူ့ကိုကြောက်တော့သူ့အနားကိုတယောက်မှမကတ်ကြပါဘူး။သူခေါ်လို့မလာလို့ရှိရင်အဲ့ဒီအဖွားကကလေးတွေကိုအော်ဆဲတာတွေစူပူတာတွေအမြဲတမ်းလုပ်လို့ရှိပါတယ်။နောက်ပိုင်းကျတော့သူလည်းအဲ့ဒီအိမ်ရထဲမှာပဲစုံပါသွားခဲ့ပါတယ်။သူတို့ကမိသားစု3 ယောက်နေကြတာပါသူ့ယောက်ျားကလည်း
သူ့ဆုံးပြီးခလားမပြည့်ခင်မှာပဲရေနစ်ပြီးတော့ဆုံးသွားခဲ့ပါတယ်အဲ့ဒီအဖွာကတော့မကြွမလွတ်တဲ့ဘဝနဲ့ကောင်မလေးရဲ့အိမ်သားကဇီးဝင်ကြီးမှာအဆွဲလန်းကြီးစွာနေထိုင်နေပါတယ်ညဘက်ဆိုရင်အဲ့ဒီဇီးဝင်သားကိုဘယ်သူမှမဖြစ်ရေးကြပါဘူးအဲ့ဒီနာကနေလူတစ်ယောက်ဖြစ်တာနဲ့ဇီးဝင်ကြီးကလီမတိုက်ဘဲနဲ့တပြန်းပြန်းနဲ့လှုပ်ခါနေတယ်လို့ပြောကြပါတယ်နည်းနည်းလေးကြာတော့သူချုပ်တယ်ဆိုတဲ့အတန်ကမကြားရတော့သလိုရွာတွေကလူတွေကလည်းသူ့ကိုကျွတ်သွားပြီလို့ထင်ကြတာပေါ့နောက်နှစ်လလောက်နေတော့ကောင်မလေးမိသားစုကအလူပေးကြပါတယ်ရွာတလေးဆိုတော့တီးဝိုင်းနေနဲ့ချင်းချင်းတဲတဲပြီးကြတာပေါ့တော်တော်လေးလေးပြောဖို့ကောင်းပါတယ်တီးဝိုင်းကတော့ည7 နာရီလောက်တိမ်ပြီးတီးဝိုင်းတိမ်ပြီးတော့အဖွားအိမ်ကိုပြန်တဲ့အချိန်ကည2 နာရီကျော်3 နာရီဝန်းကျင်ဖြစ်နေပါပြီအလူမလောက်ခင်အကျိုးနေညမှာတော့သူ့တယောက်တည်းကွင်းပြင်ထဲကိုပြန်ခဲ့ပါတယ်အဲ့ဒီအချိန်မှာနောက်ကနေတယောက်ယောက်ကပါလာတယ်လို့ခံစားရပါတယ်အတော်ဟာလည်းမတိချင်အောင်ဆောင်ပြီးဆက်သွားတော့နောက်ကနေသူ့ကိုခဲလုံးနဲ့ပစ်တာလေဘာလဲလုတ်ပါတယ်အဲ့ဒီလိုနဲ့အတော်ကဒီအချိန်ဆိုလို့ရှိရင်အမိုက်ကောက်သမားတွေပဲဖြစ်မှာပါဆိုပြီးကြောက်တဲ့ပုံစံမပြဘဲနဲ့တယောက်တည်းကွင်းထဲကနေဖြတ်လာခဲ့ပါတယ်နောက်တစ်နေ့ကျတော့လေသူကည1 နာရီကျော်2 နာရီဝန်းကျင်မှာပြန်ခဲ့ပါတယ်အဲ့ဒီအတော်မပြန်ခင်အမေရဲ့ရောင်းမရဲ့သူ့သမီးရဲ့အဲ့ဒီကောင်မလေးရဲ့3 ယောက်သားကကွင်းထဲကိုဖြတ်ပြီးတော့အတူတူပြန်ခဲ့ကြတာပါကွင်းလေလောင်လေးရောက်ရောသူတို့ရှိကနေပြီးတော့အရေးမမေးကြီးတစ်ခုကဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်နဲ့ပြီးတော့သူတို့နောက်ကနေပြီးမိမတစ်ယောက်ကနင်းသမီးနဲ့ရောက်မှလည်းအိမ်မပြန်နဲ့တော်တော်လေးမိုးချုံနေပြီငါနဲ့တူတူလာနေလေလို့လှမ်းပြောလိုက်ပါတယ်အတန်ကြီးကလည်းကွဲအကြီးနဲ့တော်တော်ကမှခြောက်ချားစရာကောင်းပါတယ်နောက်ကိုလှည့်ကြည့်လိုက်တော့လေဘယ်သူမှမရှိပါဘူးအဲ့ဒါနဲ့3 ယောက်သားကအမြန်ပြေးလာကြရပါတယ်ကွင်းကိုကြောကန်ကြီးကြတော့3 ယောက်စလုံးမောမောနဲ့ဆက်မပြေးနိုင်တော့ဘဲနဲ့လမ်းလျှောက်ပြန်လာခဲ့ကြပါတယ်အဲ့ဒီတရေကလည်းဆက်မချောက်တော့ဘူးလို့သူတို့တွေကထင်လိုက်ကြတာပေါ့အဲ့ဒီနောက်3 ယောက်သားလမ်းလျှောက်နေတော့နောက်ကနေပြီး4 ဘက်ထောက်ကြီးနဲ့အရှိန်ပြင်းပြင်းနဲ့ပြေးလိုက်လာခဲ့တာပါအဲ့ဒီအဖွားကသူ့မသိခင်ကလေးကလမ်းမလျှောက်နိုင်တာဆိုတော့အခုတရေဘဝရောက်တော့လေ4 ဘက်ထောက်ကြီးနဲ့ပြေးနေတာပါသူတို့3 ယောက်လည်းဖျားစာရွေယူပြီးတော့အိမ်ကိုအသေးအတန်ပြေးလာခဲ့ရလို့အခုချိန်မှာသူတို့တွေကဒီအကြောင်းကိုပြန်ပြီးတော့ပြောနိုင်ခဲ့တာပါအခုကတော့နောက်ဆုံးနဲ့အချောက်ချားဆုံးဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ဒေါနတောင်ကြီးကရွာလုံးကျွတ်မီးလောင်နဲ့အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ဒါကကရင်ပြည်နယ်ဒေါနတောင်ကြီးအနီးကတောတောင်ထူတတ်တဲ့ရွာငယ်လေးတစ်ရွာမှာဖြစ်ပွားခဲ့တာပါတရက်မှာတော့ဘယ်သူမှမထင်မှတ်ထားပဲအရှိန်ပြင်းပြင်းနဲ့လောင်ကျွမ်းလာတဲ့တောမီးကရွာလေးစီကိုဦးတည်လာခဲ့ပါတယ်လမ်းဘက်ဆက်ဆွေးလည်းခက်ခဲပြီးတော့တောတွင်းထဲရောက်နေတဲ့ရွာလေးဖြစ်တဲ့အတွက်ဘယ်သူမှလည်းလာပြီးတော့မကယ်နိုင်သလိုရွာသားတွေကိုယ်တိုင်လည်းမီးတွေဝိုင်းနှင်းကြပေမဲ့မီးအရှိန်ကအရန်ပြင်းလို့နာကြောင်မလို့ဘာမှမတတ်နိုင်ခဲ့ကြပါဘူးနောက်ဆုံးမှာတော့ရွာလေးတစ်ရွာလုံးမီးလောင်ပြာချသွားခဲ့ရုံတည်းမကပဲရွာတွေကအပြစ်မဲ့တဲ့ရွာသူရွာသားတွေပါမီးထဲကနေမယုံထွက်နိုင်မဲနဲ့အဆုလိုက်အပြုံလိုက်မကျွတ်မလွတ်ပဲတည်ဆုံးသွားခဲ့ရပါတယ်ဒီလိုဖြစ်ရဆိုရင်ဖြစ်ပွားပြီးရဲ့နောက်မှာတော့ဒေါနတောင်ကြီးရဲ့အဲ့ဒီဝင်းကျင်တစ်ဝိုက်ဟာနေခင်းကြောင်တောင်လူမသွားရလောက်အောင်ခြောက်ခြားတိတ်ဆိတ်သွားခဲ့ပါတယ်ဝေဒနာအပြည့်နဲ့တည်ဆုံးသွားခဲ့တဲ့ဝိညာဉ်တွေကအဲ့ဒီနေရာမှာပဲနာနာဘဝတွေအဖြစ်အစွဲလန်းကြီးစွာနဲ့ကြံရိပ်ခဲ့ကြတာပါညဘက်ရောက်ပြီဆိုရင်တော့အဲ့ဒီမီးလောင်ပြင်းကြီးအနီးနားကနေဖြတ်သွားတဲ့ခရီးတွေတောလိုက်မော်ဆိုတွေကဖျားစာတောင်မှမီးလောက်သွားမဲ့အတန်တွေကိုကြားခဲ့ရပါတယ်
ညနဲ့တကောင်ရဲ့အချိန်တွေမှာမိလေးကနေခေကြပါဦးပူလာကြီးရဲ့ဆိုပြီးတော့အော်ဟစ်ငိုယိုနေကြတဲ့ယောက်ျားမိန်းမနဲ့ကလေးငယ်တွေရဲ့အတန်ပေါင်းဆုံးကတောအုပ်တစ်ခုလုံးဟိန်းနေအောင်ထွက်ပေါ်လာကြပါတယ်။တကယ်ထိတ်လန့်စရာကောင်းတဲ့ဖြစ်ရပ်ကတော့အဲ့ဒီလမ်းကိုမဖြစ်မနေဖြတ်ရတဲ့ကားသမားတွေနဲ့ဆိုင်ငယ်သမားတွေကြုံတွေ့ခဲ့ရတာပါ။ညဘက်လမ်းခရီးနေလာရင်အဲ့ဒီဒေါနာတောင်ကြီးနားရောက်တဲ့အခါလမ်းဘေးဝဲရမှာတကူလုံးမဲတိုးပြီးတော့မီးလောင်တန်းရာတွေပြည့်နေတဲ့လူရိပ်ကြီးတွေကလမ်းလျှောက်နေတာကိုမြင်တွေ့ရတတ်ပါတယ်။တခါတည်းရမှာဆိုရင်တော့ခရီးသွားတွေရဲ့ကားနောက်ဆိုင်ငယ်နောက်တွေကိုအဲ့ဒီမီးလောင်ထားတဲ့နာဘဝဝင်းကြီးတွေကအတင်းပြေးလိုက်တာမျိုးလမ်းလေကောင်မှာကလေးချီထားတဲ့မီးလောင်ပြင်ကမိခင်တယောက်ရဲ့ဝိညာဉ်ကအခုဝနေတောင်းတဲ့လူလိုနဲ့လာရက်နေရမျိုးတွေကိုကွန်းကွန်းကွက်ကြီးကြုံတွေ့ခဲ့ကြရပါတယ်။ဒီနေ့အထိလေဒေါနာတောင်ကြီးရဲ့အဲ့ဒီမီးလောင်ပြင်အနီးတစ်ဝိုက်ကညဘက်ဆိုရင်ဘယ်သူမှမဖြတ်ရဲကြတော့တဲ့အထိခြောက်လန့်မှုတွေကကြောက်စရာကောင်းလွန်းလာပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တဲ့ဖြစ်ရမှန်တရေပုံမြင်သုံးဖို့တယ်မှာရှင်တို့ကိုအကြောက်ဆုံးဖြစ်စေခဲ့တဲ့ဇလန်းကဘယ်ပုံဖြစ်မလဲဆိုတာကိုကိုမတ်မှာရေးသွားပေးခဲ့ကြပါအောင်ရှင်။အခုလိုမျိုးစိတ်နှုတ်ရှာစရာဖြစ်ရမှန်တရေပုံမြင်တွေနဲ့ရုပ်ရှင်ဗီကတ်တွေကိုအပတ်စဉ်စောင့်မျှော်ကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ channel လေးကို like နဲ့ subscribe လုပ်ပြီး notification ခေါင်းလောင်းလေးကိုပါနှိပ်ထားဖို့တောင်းဆိုချင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုမှာပို့ပြီးတော့ထိတ်လန့်စရာကောင်းတာတွေနဲ့ပြန်ဆောင်ကြပါမယ်။အားလုံးပဲဘေးရန်ကင်းကွာပြီးတော့အိမ်မက်လက်လက်မှတ်ကြပါစေရှင်။